ကျမနာမည်ကဒေါ်တောက်ဆိုင်ဟုတ်ပါတယ်ကျမတို့မိသားစုကပေါ့နော်ရှိရောက်ရှိပါတယ်ကျမတို့ကဒီတုကထောင်ကပ်ကနေပြီးပြောစံပြကို2016နှစ် February 28ရက်နေ့မှာရောက်လာခဲ့တဲ့မိသားစုဟုတ်ပါတယ်ဒီ project မကြခင်မှာပေါ့နော်ကျမတို့ရဲ့မိသားစုကတော့အရန်ကိုခက်ခဲလွန်းတာပေါ့နော်ကလေးတွေလည်းများကျမရေးလည်းကျမရေးအချင်းနဲ့လည်းအဖေဖြစ်သူကတော့နော်မကောင်းဘူးအဲကြောင့်ကျမကလည်းအလုပ်လက်မဲ့ဖြစ်နေတာပေါ့နော်ခါတိုင်းကမူပြလုပ်ခဲ့တယ်ဒါပေမဲ့project မတိုင်ခင်မှာတော့အလုပ်လက်မဲ့သဘောနဲ့ဒီငွေပြောစံပြမှာရွာတိပြောင်းပြီဆိုဘယ်သူမဆိုပေါ့နော်အလုပ်ကမရှိကြဘူးအဲ့ချိန်မှာကျမတို့မိသားစုစာဝတ်နေရေးအကုန်လုံးအခက်ခဲဖြစ်ခဲ့ပူတာပေါ့နော်ဒီ project ကို2019 6လပိုင်းကနေကြားခဲ့ပူတယ်အဲ့လိုမျိုးကြားခဲ့ပူတဲ့ချိန်မှာရွာမှာပေါ့နော်လာပြောတာပေါ့နော် volunteer ဆရာ3ယောက်လိုတာပေါ့နော်အဲ့ချိန်မှာကျမအပါပေါ့နော်3ယောက်ပါဝင်ခဲ့တာပေါ့အဲ့ချိန်မှာကပြို့အဖွဲ့အစည်းဟုတ်တယ်တနစ်နဲ့3လပေါ့နော် volunteer ဆရာဝန်ထမ်းပေါ့နော်အဲ့လိုမျိုးပါဝင်ခဲ့ပူတယ်အဲ့လို project ကနေလုံဝင်လာတဲ့အချိန်မှာဆရာဆမတို့ပေါ့လာပြမှာရွာမှာပေါ့နော်တပတ်မှာတစ်ခေါက်ကလေးတငယ်ကကွေစေကလေးတငယ်ကကွေဆောက်ရှောက်ရေးဖို့ပေါ့နော်အဲ့လိုမျိုးလာဟောပေးတယ်နောက်ပြမှာဒီမြစ်ခင်တွေအတွက်ပေါ့နော်တင်တန်းတွေအမြင်ဖွင့်တင်တန်းတွေလာပေးတယ်လာပေးပြမှာအဲ့လိုမျိုးပေါ့နော်မြစ်ခင်တွေကိုလာပေးမှာထောက်ပံ့ပေးတာပေါ့နော်အဲ့လိုမျိုးလာဖြစ်ပြမြစ်ခင်အတွက်ပေါ့နော်တင်တန်းတွေပါဝင်ခဲ့တဲ့မြစ်ခင်တွေကိုအိမ်လည်းမဟုတ်ဘူးเนาะတယောက်လာခဲ့တဲ့ပြီးဆိုရင်တော့အဲ့လိုမျိုးတင်တန်းပေးပြမှာပြိုးအဖွဲ့အစည်းကနေဝက်ကိုပေါ့เนาะဝေဖို့အိမ်မှာမွေးဖို့ပေါ့เนาะဝက်ရဲ့တန်ဖိုးတကောင်ကိုတသိန်း5000နဲ့အချိန်မှာပေါ့เนาะကျမတို့မိသားစုလည်းပါဝင်ခဲ့တာပေါ့เนาะကျမအတွေ့လည်းပေါ့เนาะဝက်ကိုတကောင်ပေါ့တန်ဖိုးနဲ့ရရှိခဲ့တာပေါ့2020နှစ်2023ပေါ့နော်အဲကြားမှာပေါ့နော်ဒီနောက်တစ်ထပ်တကြော့ပေါ့နော် FCA နဲ့ပြိုးတွေပေါင်းပြင်မှာတင်တန်းပေးတာပေါ့နော်ဒီ web နဲ့ဆိုင်တဲ့ဟာတရိစံနွားပေါ့နော်အပါစိတ်အပါဒီတင်တန်းကိုလာပေးတာပေါ့နော်တင်တန်းပေးတဲ့ချိန်မှာစေကူတာအပါနောက်ပြင်မှာဝက်တိုးတွေကိုပေါ့နော်ကွန်တိန်ပိုအဲ့လိုမျိုးတင်တန်း website တင်တန်းအဲ့လိုမျိုးစေတင်တန်းအဲ့လိုမျိုးလာတင်ပေးတယ်အဲ့ဒါကတော့တပတ်ကျမအနေကတော့ဒီတင်တန်းကိုတက်ဖြစ်တာအရာကိုအကျိုးဝင်တာပေါ့နော်ခါတိုင်းလိုအလုံးလက်မဲ့ဖြစ်နေတဲ့ချိန်မှာဒီဝဲနဲ့ဆိုင်တဲ့ဟာတင်တန်းတက်ရတယ်နောက်ပြန်မှဝဲနဲ့ဆိုင်တဲ့ဟာဆေးတွေကိုတက်သွားတာဝဲနဲ့ဆိုင်တဲ့ဟာဒီပိုက်တဲ့ဟာမျိုးလဲတီးသွားတယ်ပြီးတော့လေဒီလိုမျိုးတင်တန်းတက်ချင်းအဖြစ်အခုကျမရဲ့ web ပိုက်တဲ့ဟာအရေးအတွေ့လဲတော်တော့များပါပြီတစ်နှစ်ကျော်လည်းရှိပါပြီဒီလိုမျိုးဝက်တင်တန်းတွေတင်ခဲ့တဲ့အတွက်လုံနေတဲ့ဟာဒီနောက်ပြမှာဝက်မျိုးထည့်တဲ့ဟာပေါ့နော်ဝက်ထီအချင်းဝက်ထီကနဲ့ဝက်မထည့်ပေးမဲ့ AI နီးနဲ့ထည့်တဲ့ဟာဝက်တူထည့်တဲ့ဟာပေါ့နော်အဲ့လိုမျိုးလေတင်ခဲ့ပူတာပေါ့နော်ဆရာတို့နဲ့လည်းချိတ်ဆက်တယ်ဒီရွာမှာဝက်တူထည့်ချင်တယ်ဆိုရင်ဆရာတို့နဲ့ဆရာဝန်တို့နဲ့ပေါ့နော်ချိတ်ဆက်အလံပေးပြမှကျမကိုယ်တိုင်ပေါ့နော်ဝန်ဆောင်မှုပေးတာပေါ့နော်တွားယူပြမှဒီမှာဝက်မကိုပေါ့နော်အဲ့လိုမျိုးပိုင်ရှင်တွေနဲ့အတူတကွပေါ့နော်ထည့်ပေးတာပေါ့အဲ့လိုမျိုးလဲလုပ်ခဲ့ပူတာပေါ့နော်ကျမစိတ်ကူးရင်တဲ့ဟာကတော့အဓိကတော့ဝက်ကိုပေါ့နော်အဲ့လိုမျိုးရွာမှာလိုက်ခေါ်တဲ့ချိန်မှာအဲ့လိုမျိုးပိုက်ပေးတယ်နောက်ပြင်မှာဝတ္တူထည့်ချင်တယ်ဆိုရင်ပြောလာရင်ဝတ္တူတွေထည့်ပေးတယ်ပြီးမှအဲ့ဒါကတော့နော်ပြီးတော့လာပြောတဲ့ချိန်မှာပဲရမှာပေါ့နော်ပြီးတော့လေကိုတိုင်လဲအခုလက်ရှိမွေးနေတာပေါ့နော်ဝတ္တူတွေထည့်ထားတယ်တကောင်ကတော့မွေးနေပြီပေါ့နော်အဲ့လိုမျိုးမွေးတဲ့ချိန်မှာကိုလည်းတအားပြုစုပေးရပေါ့နော်အချိန်ကိုပေးရမယ်အချိန်ကိုပေးပြီးထက်မကကိုရဲ့စာဝတ်နေရဲ့အတွက်ပေါ့နော်ဝက်မွေးတာကအဆင်ပြေတယ်ပြီးတော့ကြီးလာရင်လည်းဟွာမျိုးပေါ့နော်အဲ့လိုဝက်
ဖော်ရောက်တာပေါ့နော်အဖွဲလိုက်မြစ်ခင်တွေလည်းဝက်ဖော်ရောက်တာဟာလည်းရှိတယ်ဒီဟာကကျမတို့ကိုပေါ့နော်ရေရှည်ပြင်းမလာဖွဲ့စီထားတဲ့ပြိုအဖွဲ့စီကနေစုချက်စုပြင်းမဝက်ဖော်ရောက်ဖို့ဝေစုငွေချီပေါ့နော်အဲ့လိုမျိုးလာဖွဲ့စီထားတာဟုတ်တယ်ဒီဟာကိုတော့ရေရှည်ကျမတို့လုတ်ကင်သွားမယ်စုပြင်းမစီစဉ်ထားတာပေါ့နော်ကျေးရွာအတွက်တည့်ရမှုကတော့အရန်ကိုကောင်းသွားတာပေါ့ဥပမာနွားတွေဖြားနာတယ်ဝက်တွေဖြားနာလာပြီဆိုရင်မြို့မှာဆင်းသွားဖို့လက်လန်းမမီဘူးအဲ့ချိန်မှာကိုယ်တိုင်လာပြောတာပေါ့နော်အဲ့ချိန်မှာကျမလည်းလိုက်သွားပြေးမှဆေးတွေထိုးပေးတယ်ဝက်ပိုက်ဆာရှိရင်လည်းပိုက်ပေးလိုက်တယ်ပြီးတော့လည်းအဲ့လိုမျိုးရွာကလူအတွက်လည်းအကျိုးတက်ရောက်မှုအများကြီးရှိတယ်ကျမရဲ့မိသားစုအတွက်လည်းစာဝတ်နေရေးပေါ့နော်အဲ့လိုမျိုးလည်းအဆင်ပြေတယ်ကျမအတွေ့အကြုံနဲ့ဆိုရင်ဒီငွေပြောစံပြကျေးရွာကရှိနေတဲ့မြစ်ခင်တွေကိုတော့အချိန်ကိုအရန်ကိုပေးတတ်ရမယ်ကိုမအားဘူးဆိုပြီးမှအမြင်ဖွင့်တင်တန်းနေမတက်ဖြစ်ပြီးတော့လေကိုရဲ့အိမ်မှာပေါ့နော်တရိษံမွေးတဲ့ချိန်မှာလဲကိုကသုံးတတ်ဖို့ပေါ့နော်အများမဟုတ်ရင်လည်းအနေအချင်းဖြစ်သုံးတတ်ဖို့ပြုစုတတ်ဖို့တရိษံကမွေးရမှာပေါ့နော်အဲဒါကြောင့်ကိုရဲ့မိသားစုအတွေ့စာဝတ်နေရဲ့အတွေ့တော့ဝယ်မွေးရမယ်အတွေ့ဒီတင်တန်းတွေအမြင်ဖွင့်တွေလာတက်ခိုင်းတဲ့ချိန်မှာကိုမြစ်ခင်ဒီပေါ့နော်အချိန်ကိုပေးပြမှာပေါ့နော်အဲ့လိုမျိုးလာတက်နိုင်ဖို့အတွေ့မြစ်ခင်တွေကိုခွန်အားပေးစကားနဲ့ပေါ်လိုက်ချင်ပါတယ်